ဝေဒနာတွေကိုဝိသကကမေးလို့ဓမ္မဒိဋ္ဌနာကဖြေလိုက်ဘယ်လိုမေးလိုက်တုံးဆိုတော့ဒုက္ခဝေဒနာမရှိလို့ရှိရင်ဘယ်တရားကိမ့်မှာဒုက္ခဝေဒနာမရှိလို့ရှိရင်ဘယ်တရားကိမ့်မှာဥပက္ခဝေဒနာမရှိလို့ရှိရင်ဘယ်တရားကိမ့်မှာတုံးမေးလိုက်တဲ့အခါကျတော့ရှင်ဒကာဓမ္မတွေမှတ်ဖို့ရဒုက္ခဝေဒနာဟာမရှိဘဲထားကြလို့ရှိရင်ဒုက္ခဝေဒနာပြည့်စရာတဏှာဒကာကြီးတဲ့ဒုက္ခဝေဒနာမရှိဘဲထားတယ်တဏှာအနုတ္တရလိုက်ပါရှင်းပြီနော်ဒုက္ခမရှိကြရင်တဏှာလိုက်တယ်ဆိုတော့သူကတော့တူပြောတယ်ယန္နာမှာဒီဟာဓမ္မတွေမှတ်ဖို့ရတော့တဏှာဥပါဒံကံကြောင့်လိုက်တယ်လို့ပြောလိုက်မှန်ပါဗျာတဏှာဥပါဒံကံကြောင့်လိုက်လို့ရှိရင်ဖြင့်ဘဝလည်းဆက်တော့မှာပဲဆိုပြီးဇာတိကြောင့်လိုက်မှန်ပါဗျာဇာတိကြောင့်လိုက်တော့ဒုက္ခဝေဒနာမရှိတဲ့ပုဂ္ဂိုလ်ဟာတဏှာလိုက်တယ်တဏှာလိုက်တဲ့ဥပါဒံကနေမှသဘောနဲ့လိုက်တယ်ကံကလည်းနေမှသဘောနဲ့လိုက်တယ်ဇာတိကလည်းလိုက်တယ်အဲ့ဒီဇာတိဘယ်ဇာတိတိုင်းဆိုတဲ့အခါကျလို့ရှိရင်ဖြင့်တာယာဝိသေသောကြောင့်ပြိတ္တာဇာတိမှန်ပါဗျာဒုက္ခဝေဒနာမရှိရင်ဘာဖြစ်ကြမှာထင်ပြိတ္တာဇာတိအဲဒုက္ခဝေဒနာကိုပြုံးရွှင်ပြီးကာလသဘောကျနေတဲ့ပုဂ္ဂိုလ်ဟာတို့လိုပြောတော့ကိုအာသဝလို့ပြောတော့ကာမသဝလိုက်တယ်မှန်ပါဗျာရှင်းအာသဝလို့ပြောတော့ကာမသဝလိုက်တယ်ဆိုတော့ကာမသဝဆိုတဲ့ဥစ္စာလောဘကိုဆိုပါတယ်ကာမသဝလိုက်လို့ရှိရင်မင်းတို့မှတ်ထားကြဘဝသဝလည်းလိုက်တာပဲရှင်းဘုံဘဝလည်းဒီလိုနောက်ပြောပြောနေခြင်းသေးတယ်ဆိုတော့ဘဝသဝကာမသဝဘဝသဝလိုက်တော့တာပဲအဲဒါကြောင့်ဒိဋ္ဌလမ်းကိုသွားတဲ့မရှိမှတ်တဲ့ပုဂ္ဂိုလ်မှာဒိဋ္ဌလမ်းကိုသွားပါတယ်လို့ဆိုတော့ရှိမှတ်တဲ့ပုဂ္ဂိုလ်ကဓမ္မသတ္တဥဒ္ဒနေလို့ရှာမှရှာမှန်ပါဗျာရှာဘူးရှာပါဗျာဒုက္ခတွေပေါ်တယ်ဆိုပြုံးနေတာပြုံးပြီးဒီကရပြုံးရှင်ရှင်နဲ့ပဲစားနေတာပဲပြုံးရှင်ရှင်နဲ့ပဲဒီဟာမျိုးနောက်ဝယ်ဦးမယ်ဆိုတာပါလာတယ်နောက်ဝယ်ဦးမယ်ဆိုတာဥပါဒမှာမှန်ပါဗျာဘယ်မှာဆိုဘူးဝယ်မှာပဲဆိုရင်ကာယကံနဲ့သွားဝစီကံနဲ့ဖြစ်မလာကြဘူးမှန်ပါဗျာဒါရပါတယ်နော်ကာမဘဝကာယကံနဲ့သွားတာလည်းကာမဘဝဝစီကံနဲ့ဖြစ်တာကာမဘဝကာမဘဝတွေဒါစေနာဘုက္ခကာမဝရမိဆိုတာဒါကစေနာကံပေါ်လာတယ်အဲဒီကာမဘဝကနောင်တရိချမဲ့၌သူကဇာတိကိုခြေစွပြုလိုက်တယ်ဇာတိကပြိတ္တဇာတိကိုခြေစွပြုတယ်များသောအားဖြင့်ပေါ့လေဒါကလေးနည်းကဆိုပါတယ်ဒါနဲ့ဒုက္ခဝေဒနာမရှိတဲ့ဓမ္မတွေကြတော့ကိုတဲ့ဒေါသလိုက်တယ်လို့မှတ်ရမယ်နော်ဒုက္ခဝေဒနာမရှိတဲ့ပုဂ္ဂိုလ်ဒေါသလိုက်တဲ့အခါကျလို့ရှိရင်ဒကာကြီးတဲ့ဒေါသသောကပရိဒီဝဝိဇ္ဇာသင်္ခါရပြီးတော့ဝိညာဉ်ဆိုတာလည်းပရိသေဝိညာဉ်လို့မှတ်ထားလိုက်တော့ဇာတိပဲမှတ်ပါရှင်းအဲဒီဇာတိကလည်းဘာဇာတိတုံးမေးပြန်တော့လေတဲ့ဝိဇ္ဇာကလာတော့ကြောင့်တဲ့တိရစ္ဆာန်ဇာတိမှန်ပါဗျာသူကလည်းမသေးတာဘူးသဘောပါကြကောင်းပြီဒါဖြင့်ဒါကဘာသွားလိုက်လာတော့ဆိုလို့ရှိရင်ဖြင့်အဝိဇ္ဇာသွားလိုက်တာသဘောပါကြဒုက္ခဝေဒနာမရှိရင်ဝိဇ္ဇာသွားလိုက်ဝိဇ္ဇာသွားလိုက်ဒါကြောင့်ခင်ဗျားတို့အာသဝဆိုတဲ့ဥစ္စာဒီကားလို့ဆိုလို့ရှိရင်ဘဝဖြင့်ဘဝတန်လိုက်ပါတယ်ဓမ္မအပြင်သောတပတ္တိမေရှိဘုဒ္ဓဂုတံလိုက်တယ်ဆိုတော့အတော်ကန့်ကွက်နိုင်တဲ့တရားပဲဆိုတာသူကြကြမှတ်ပါမပယ်ရင်တော့ဖြင့်လိုက်မှာပဲပယ်ရင်တော့ဖြင့်တရားဓမ္မတွေမလိုက်ကြဘူးလို့ဆုံးဖြတ်ချက်ချပါနော်အဲဒါကြောင့်ဒုက္ခပေါ်လဲခင်ဗျားတို့ဒီအပြည့်အပြည့်ကိုရှုမြင်ရှုပါသဘောပါဒုက္ခပေါ်လဲရှုမြင်ရှုပါမှာပဲမရှိလို့ရှိရင်ငါဒီကားလို့ရှိရင်ပိဋကလမ်းပဲတိရစ္ဆာန်လမ်းပဲဆိုတဲ့ဥစ္စာဘာမှညံ့နေကြမလို့ပါဘူးသဘောပါကြဥပ္ပခာဝေဒနာမရှိမိပြန်ဘူးလိုက်မှာပဲတဲ့ဝိဇ္ဇာသွားပဲပြန်လိုက်ဥပ္ပခာကအမှန်နုညံ့တယ်ဥပ္ပခာအမှန်နုညံ့တယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှသိတယ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဥပ္ပခာပေါ်တာကိုတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှသိတယ်တဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်မသိဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတယ်ဘုရားသမားဟောတာမျက်စိနာနာကောင်းလေရဝဏ္ဏမကမ္မစကားထားတာဒီဒါဥပ္ပခာကြီးပဲလို့မှတ်ကြပါ
ကောင်းပြီဒါပြန်ဥပ္ပခဝေနာမရှိမိလို့ရှိရင်လည်းဝိဇ္ဇာလိုက်တယ်ဝိဇ္ဇာသွားလိုက်ဝိဇ္ဇာသွားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတာကတိရစ္ဆာန်များဖြစ်တတ်ပါတယ်လို့မှတ်ပါကြောက်เสียမကောင်းဟုတ်ပါလူတွေတွင်းတဲ့နေရာတောင်မှဒါကိုယ်ခန္ဓာဖြစ်စေလူဝတ္ထုဖြစ်စေနိစ္စဒုက္ခအနတ္တမချမ်းရံလို့ရှိရင်ဘုန်းကြီးတရားဓမ္မတွေမှတ်ပါတဲ့အဝိဇ္ဇာသွားလိုက်သေးတာဟုတ်ပါလူတွေတွင်းတဲ့တောင်မှဘုံဘဝတွေလိုချင်တာများကြတော့အဝိဇ္ဇာသွားပါဟုတ်ပါဗျာဒါကြောင့်တနည်းပြောတယ်အဝိဇ္ဇာသွားကခြူတောင်းခိုင်းနေတာกว่าလူပြနေပြမပြရောက်ပါလေလူပြနေပြမပြဒုက္ခသစ္စာမသိတဲ့ကအဝိဇ္ဇာကခြူတောင်းခိုင်းတာกว่าဒါကြောင့်အဝိဇ္ဇာသည်တဏှာကိုလည်းဖြည့်ပြီးရှင်းဝိဇ္ဇာသည်တဏှာကိုမသိတာခြူတောင်းမသိတာပါခြူတောင်းတယ်တဏှာဆိုတော့ကာမသွားရောဘဝရောလိုက်အဝိဇ္ဇာဆိုတာလည်းလိုက်ရှင်းကြအဲ့တော့လူလူမှာဝိကျွတ်တဲ့အလှဟာဓမ္မတွေရှားမှရှားတယ်မှန်ပါဗျာဝတ်လေတဲ့အလှများတယ်ဝတ်လေတာကဒါနကလဲတာလားဒါနနောက်ကိုအသိမရှိလို့လဲတာလားဆိုတာကိုလည်းဥဒ္ဒနိုင်ကကဲခဲအသိမရှိအသိမရှိလို့ဒါနကတော့မလဲပါဘူးဒါနကတော့ဒါနဥပနိဒဇာနာဥပါရိတိမေဃံဥပါရိတိအပိညာဥပါရိတိမဲ့အပိညာတော့သူကျေစုပြုနိုင်တယ်လို့ဘုရားကဟောတယ်ဟောပြန်ဟောများဆိုတဲ့ဓမ္မတွေအဲ့ဒီကြောက်မလုပ်ကြဘူးဇံကိုဖြစ်စေတယ်ဆိုလို့ရှိရင်ဇာနာဇံရှုပေးရမယ်ကွာမေဃံဥပါရိတိဆိုလို့မလိုက်ပေးရမယ်ကွာပြောတာဒါကတော့ဇံလည်းမလိုက်မဲ့လည်းမလိုက်တော့နောက်ဆုံးတဲ့သူကလည်းဝိပဿနာဥပါရိတိကွာဝိပဿနာလေးလည်းလုပ်ပါဦးမပါဘူးလားမကံပညာဝိပဿနာဥပါရိတိစရှိသည်နဲ့ဟောတာပဲတဲ့ဟောမှဟောညာဆိုလေသူကလည်းစေတတ်တာမဟုတ်ပါဘူးသူကဒီလိုအကျိုးပေးပါတယ်ဒီလိုအကြောင်းကျိုးဆက်နိုင်ပါတယ်လို့ဟောတာကိုဒကာဓမ္မတွေကသူဆက်တဲ့စီကိုမသွားဘဲနဲ့ကိုဆက်ချင်တာဆက်ပြလိုက်ရှင်းကိုဆက်ချင်တာဆက်ပြလိုက်တော့အဝိဇ္ဇာတို့တဏှာတို့ရောက်တာသဘောပါလိုက်ဝိဇ္ဇာတို့တဏှာတို့လိုက်လာတော့ဝိဇ္ဇာကဝိဇ္ဇာသွားတဏှာကကာမသွားဘဝသွားအဲ့ဒါတွေလိုက်လာတဲ့ခါကျတော့ဘုပရိစ္ဆေသမုပ္ပါဝိုင်းကြီးတွေကနေမျက်စုံထိုးကြည့်လိုက်တဲ့ခါကျတော့ကာမသွားဟာပုံညာပြီးသင်္ခါရသွားဖြစ်တာပဲသဘောကျကာမဘဝပုံညာပြီးသင်္ခါရဆိုတော့သွားရပေါ့သင်္ခါရပစ္စယဝိညာဏသွားလိုက်ဝိညာဏဆိုတော့ပရိသေပဲသွားလိုက်တော့ပရိသေကဇာတိဒုက္ခသစ္စာအဲဒီဒုက္ခသစ္စာကိုသွားပလိုက်တော့ဒါနကဇာတိလောက်တာလားတရားဓမ္မတွေသံဃာမှာရှိတဲ့ပုံညာဝိသင်္ခါရကလောက်တာလားမေးလိုက်အဲဒီမှာမယူရမဆက်ရလို့မြတ်စွာဘုရားအလိုတော်မကြဘဲနဲ့နေလို့ရှိရင်ဖြင့်တချို့ထိုးပေါ်လို့ရှိရင်ဖြင့်ဒါနသံဃာရှိတယ်ကွဒါကကျမ်းဂန်ကိုမညှိရလို့ဥဒ္ဒနိုင်ဖြစ်ရတာလို့မှတ်လိုက်ကျမ်းဂန်ကတော့ကိုဘုရားခင်ကိုရမေကြီးဘယ်လိုမှမငဲ့ပဲနဲ့နိတ္တထဒေသနာတော်မှာတဏ္ဍဥပနိဒယသန္နဥပါတိတိမေကံဥပါတိတိအဘိညာဥပါတိတိသမဘတ်တင်ဥပါတိတိသူကဟောမမြင်နဲ့ဟောပါအဲ့ဒါတွေမသိဘူးတဲ့ပုဂ္ဂိုလ်ကြတော့ကိုတဲ့ဒါနလုပ်တဲ့အခါကျတော့ဉာဏ်လေးလည်းရှုပေးပါကွာမိုက်ကလေးလည်းရှုပေးပါကွာဝိပဿနာလေးလည်းလုပ်ပေးပါကွာသူပါတာပဲပါဘူးလားဘာညာဆိုတဲ့ဓမ္မတွေကဟောထားတဲ့ပုဂ္ဂိုလ်များကလည်းနင်းဒါနနင်းဝမ်းမြောက်နေနင်းစာကနုတ်ကလေးနဲ့နင်းနေဆိုတော့သမထလေးတော့ပြန်သူဟောထားမှန်ပါဝိပဿနာမပါတော့ဒုက္ခနေပြီးကြလားမြမပဲခြေကြီးပြလိုက်တဲ့စာကနုတ်ကလေးလုတ်ဖြစ်တော့သဘောကျအဲ့တော့ဒါနကလောက်တာလားလို့တရားဟောလို့ဖြစ်ရတာအဲ့ဒါကြောင့်တရားနာပေမဲ့ဘုရားခင်ကိုရမကြီးအလိုရှိတဲ့ရှိကိုကုံရောက်ဟောနိုင်တဲ့ဆရာသမားကရှားတယ်သဘောကျဘုရားခင်အလိုရှိတဲ့ရှိကိုရောက်ဟောတဲ့ဆရာသမားကရှားနေတော့ခုလောက်တင်ကျန်ကမညှိပဲနဲ့သူများရေးထားတဲ့စာအုပ်ကလေးကြည့်ပြီးဟောနေလို့ရှိရင်တော့ဘုရားခင်ကိုရမကြီးတိုက်ရိုက်ဟောတာတွေမရောက်ဖဲနဲ့သူများရေးထားတဲ့စာအုပ်ကလေးတွေကြောင်းကောင်းတဲ့စာအုပ်ကလေးတွေ
ဒါတော့ကလေးရင်သူတန်ညာရေးထားတဲ့စာအုပ်ကလေးတွေဒါတွေကြည့်နေလို့ရှိရင်လည်းတဲ့ခင်ဗျားတို့မှာတိမ့်မယ်စောင်းမယ်ဆိုတာမှားရတယ်မှတ်တယ်ကူလားမှတ်တယ်ပါငင်းဒါဖြင့်ဝိသခါကမယ်လို့ဒီဓမ္မရိနာဖြေတဲ့ခါကြလို့ရှိရင်အနုတ္တရ၃ပါးလိုက်တယ်နေရာတိုင်းမှာဒုက္ခနာကတဏှာဒုက္ခနာကဒေါသဥပက္ခနာကအဝိဇ္ဇာနေရာတိုင်းမှာလိုက်ပါဆိုဒကာကြီးနေရာတိုင်းတော့မလိုက်ပါရှင်းမလားသိပါနေရာတိုင်းမှာဘူးဆိုတဲ့ဆက်ကြတော့ခဏဥပက္ခနာအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်နဲ့လုံးဒုက္ခလာလို့ဆက်ပြရှိမယ်ဒီဒုက္ခဒုက္ခလာလို့ဥပက္ခလာဖြစ်ဖြစ်ရှိလိုက်တဲ့အခါကျတော့ကိုတဲ့နေရာတိုင်းလိုက်တယ်လို့ဆိုလို့ရတယ်အဲ့ဒါကိုတော့ဖွဲ့ချပြီးဒီကလာပြည့်စည်ခြင်းလို့ဓမ္မရိနာဝိသကတို့အမေးဖြေကိုဆရာသမားကဆုံးမတယ်မှန်ပါဗျာဒါဖြင့်ဥပက္ခနာမပါလို့ရှိလို့ရှင်းတော့ပြန်ခင်ဗျားတို့တို့လဲရတယ်ဆိုတော့မှန်ပါဒါနကလဲရတယ်လို့မဆိုနဲ့တဲ့ဆိုတော့ဒါကတနည်းဆုံးမှာဒုတိယနည်းဆုံးမှာပါအောင်မယ်တဲ့ဒီထက်သွန်းပြီးတော့ဒုတိယနည်းကဒါနံပါဏိတယသတ္တံပါဏိတဒါနံတိသီလံသမာဓိတိဇာနံဥပါရိမေကံဘိညာဥပါရိတိလို့မေကံဘိညာနေတောင်ပါပြီးဒီကလာနေတာကိုသူကအဲ့ဒါတွေမလိုချင်ဘဲနဲ့ဘယ်နဲ့လူချမ်းသာနတ်ချမ်းသာဓမ္မချမ်းသာလိုချင်ပြန်တော့သူလိုချင်တာကိုဒါနကကျေးဇူးပြုလိုက်ရမှန်ပါဗျာသဘောကျဒါဖြင့်ဘုရားကတော့နိဗ္ဗာန်ကြောင့်ကျူးပေးတယ်ကွာဇာမက်ဖို့ကြောင့်ကျူးပေးနိုင်ပါလေလို့ပြောပါရတဲ့သူဇာမက်ဖို့သူမလိုချင်ဘဲနဲ့သူအရွေးလွဲတာနဲ့တန်ရလေကြောင့်ဖြစ်တာဒါတော့ဒါနဲ့ကမိုက်တာလားအလူရှင်ကမိုက်တာလားဒါကိုလည်းကဲခါရတယ်ဒါနကဆိုရတာလားအလူရှင်ကအရွေးမတတ်လို့ဖြစ်ရတာလားတကောပေါ်တော့ပြင်းမချပဲနဲ့ဟိုတစုတို့ပြောပြီးကြလားဒါနတန်ត្រာရှိတယ်ဆိုတော့ဩခက်ပါပြီတော့လေလို့မဆိုရဘူးလားဆိုလိုက်ဒါဖြင့်အလူရှင်အရွေးလွဲလို့လေဒါနသည်လောကကြီးတဲ့အကျိုးပေးရအလူရှင်အရွေးမလွဲလို့ရှင်လောကပြင်ပဲအကျိုးပေးသဘောပါကြအဲ့တော့ကိုဓမ္မတွေအရွေးလဲမှုမှလည်းတပြည့်ရှိတယ်ဥပမာရှုဆိုတဲ့နေရာလည်းမရှုမိတဲ့အပြည့်လည်းသင့်သဘောကျဒီလိုယူမှသာလည်းသူကဘုရားခင်ကိုရမကြီးအလိုကြတယ်ဒါဖြင့်ပြောနေကြ냐ဆိုလေဟောတဲ့ဥဒ္ဒနိုင်တို့သူကဒီရင်လမ်းဆုံးနေတာကိုလို့သူ့ကိုပဲချိန်ရမယ်ကိုကမှန်ပါဗျာဒါကြောင့်ခင်ဗျားတို့ကဘုရားနာတဲ့ပုဂ္ဂိုလ်များကကိုကဘာမှမပါပဲနဲ့ညာလို့ရှင်ဘုရားကသူများစလမ်းဆုံးတာကွာအဲ့ဒါငါအမုန်းဆုံးပဲမှန်ပါဗျာရှင်းမလားရှင်းပါသူများစလမ်းဆုံးအမုန်းဆုံးပဲတဲ့ကိုကသူများစလမ်းဆုံးဆိုတာကပညာရှိတဲ့လူဆုံးဆုံးသိတဲ့ပုဂ္ဂိုလ်လမ်းမှာဆုံးရင်လည်းကိစ္စမရှိဘူးပေါ့ဗျာတို့တော့ဒါကလေးရှာမှရှာဖြစ်မရှာဘူးလားရှာပါဗျာအဲ့တော့သူများကလမ်းဆုံးတော့ကိုယ်ရဲ့မင်းတို့ဒီကားလို့ရှင်ဒါနကသန္တရာရှိတယ်လို့ခေါ်လိုက်တဲ့ဆရာနဲ့ဟောပြန်တော့လေသူသန္တရာရှိတဲ့ဘက်ကသူလမ်းဆုံးတယ်မှန်ပါဗျာဒါနဲ့လေဇမတ်ဖို့ကိုခြေပြုတယ်ဇမတ်ဖို့အလုပ်ကိုလုပ်လို့ရှင်ဒါနဲ့ပတ်သက်ပြီးဇမတ်ဖို့အလုပ်ပြန်တယ်သုံးထောက်ပဒနာချမ်းပြန်လို့ရှိရင်လေအမြတ်ဆုံးပဲနိဗ္ဗာန်အကျိုးပေးတယ်ကွာလို့ပြောတာကိုလေဒီကျမ်းဂန်တွေမတွေ့ဘူးပြန်တော့လေဘုရားကလမ်းဆုံးတဲ့ပုဂ္ဂိုလ်ကသူဒါနပဲပိုက်ပေါ်လိုက်တဲ့အခါကျလို့ရှိရင်တဲ့သူများကလမ်းဆုံးလို့ပယ်လိုက်တာလားအကုန်သိတဲ့ပုဂ္ဂိုလ်ကြီးညာကိုလမ်းဆုံးတာလားလို့ပြောဖို့လိုလားမှန်ပါဘူးဒါနကစာကပဲဒါလေးလည်းမှတ်ပါဒါနကပါစာကစွန့်လိုက်တယ်ဆိုတဲ့ဒါနသတ္တကိုကညာသုံးရဲ့ကိုကညာသုံးရဲ့ဒါနသတ္တကငါအဖြစ်မှစွန့်လိုက်တဲ့စာကဖြစ်သွားတော့ငါဟူသောအထိမ်းမှဖြုတ်လိုက်တဲ့ဒိဋ္ဌိတမှန်ပါရှင်းလားဒါနသဒိဋ္ဌိတကြည့်ပါတဲ့ကိုလုတ်တက်လို့ရှိမှန်ပါကိုမလုတ်တက်ပြန်တော့လေငါရှိလို့ငါလူရပဲဆိုတော့လေဒိဋ္ဌိရလားငါလို့ငါခံစားမှာပဲဆိုလို့ရှိရင်လည်းตายရတဲ့တဏှာလာမှာပဲမလားပဲဘူးလားအဲ့ဒါဘာပေါ်မှာနှင်းနေကြုံဆိုတော့ခင်ဗျားတို့ပညာရှိလမ်းညွှန်ကောင်းပေါ်မှာနှင်းနေတယ်လို့မှတ်လိုက်စမ်းဘယ်လိုမှတ်ကြပညာရှိလမ်းညွှန်ကောင်းပေါ်မှာနှင်းနေတယ်ဆိုတော့ဘယ်ရနာလဲရွေးရမယ်
ဒါပေချာမှာပြီနော်မှန်ပါဗျာတရားနာလဲဘာဖြစ်လို့ရေးရမလို့မေးတဲ့ကသူပဲချင်းချင်းလမ်းဆုံးနေသလိုသူသစ္စာဆိုင်သလားမဆိုင်ဘူးလားအစရှိတယ်နဲ့ဒါကိုလည်းအမြဲတမ်းစဉ်းစားရဒါကိုစဉ်းစားလိုက်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့သစ္စာဆိုင်လို့ရှိရင်ဖြင့်ဒါအဖို့တန်တယ်လို့ဆုံးဖြတ်ချက်ချသစ္စာမသိသေးလို့ရှိရင်အဖို့မတန်သေးဘူးလေအဲဒီလိုဒါကြောင့်ဘုရားခင်ကိုရမကြီးကလည်းတဲ့သစ္စာမသိသေးတော့ငါလည်းရှည်ခဲ့တယ်တဲ့မင်းတို့လည်းဘာလုပ်လို့ရှင်းသစ္စာသိပြီးမှလုပ်ရင်မင်းတို့ဘယ်မှမရှိဘူးတပည့်ကြဒီကဆောက်ကြည့်တယ်ဟိုဒီလားရှိမှဥပဒနာကြိုးစားလို့ရတယ်ဒီလားမရှိလို့မရဘူးတဲ့ဒီလားရှိတဲ့ပုဂ္ဂိုလ်ဘာနှလုံးသွင်းရမလို့ယနေ့ပဲဟောလိုက်ပါသေးတယ်ဒီလားရှိတဲ့ပုဂ္ဂိုလ်ဘာနှလုံးသွင်းရမလို့ဩနိစ္စဒုက္ခတောအနတ္တတောရောဂတောသံဃတောကတော့ပရတောပရလောကတောသုံးညတောအနတ္တတောအဲ့ဒါနှလုံးသွင်းဘောကွာရှင်မဂုတိကကမဲလို့ရှင်သာရိပုတ္တရာဖြေလိုက်ပဲဆိုတော့ဒီဝါရီတို့ကြောပြန်တော့လေဥပဒနာလုံးလိုက်လို့ဒီလားရှိပြီလေဥပဒနာလုံးကွာဒါဗရပတိမရနိုင်တယ်ကွာဆိုတော့သိကြလားကောင်းပြီဒါကိုလည်းဖြစ်ဆက်ပြီးဒီကလာဓမ္မတွေမှတ်ဖို့ကောင်းပြီဓမ္မတို့ဒုက္ခကိုရှုတဲ့အခါကြလို့ရှိရင်ရှုပုံလေးလေဓမ္မရင်းကသင်ပါတယ်ဒုက္ခဝေဒနာတဲ့ဖြစ်ပေါ်လုံးဒုက္ခပါပျက်စီးသွားတော့ဒုက္ခပါဒုက္ခပါပဲဖြစ်ပေါ်လုံးတော့ဒုက္ခပါပျက်စီးသွားတယ်ဒုက္ခပါဒါပြန်သူ့ကိုဒုက္ခသစ္စာလို့ရှုလိုက်ပြီးသွားတာဒုက္ခသစ္စာလို့ရှုလိုက်ဒုက္ခကဖြစ်ပေါ်လုံးတော့ပြန်ဒုက္ခပျက်စီးသွားတော့ဒုက္ခအဲ့တော့သူဒါကြောင့်ဘုရားကဒုက္ခသစ္စာဟောရှင်းဒါပြန်ဒုက္ခဝေဒနာကိုတွေ့တော့ဒုက္ခသစ္စာလို့ဖြစ်ဖြစ်ရှုလိုက်တဲ့အခါကြလို့ရှင်းဖြင်းတဲ့ကာမသောပရိစ္ဆေသမုပ္ပါဘယ်နဲ့နေလဲပြတ်ကာမသောပရိစ္ဆေသမုပ္ပါဘယ်နဲ့မပြတ်ပါနဲ့ဆိုလို့မရတော့ပါအဲ့ဒီလိုရှုပါလို့ဒီလိုရှုရပါတယ်လို့ဓမ္မရင်းကလည်းသင်သေးတယ်ရှင်းပါဒုက္ခဝေဒနာတော့ဘယ်လိုတော့ဒုက္ခဝေဒနာပေါ်နေလို့ဆင်းရဲတယ်တဲ့ကြောက်သွားတဲ့အခါချမ်းသာတယ်တပည့်ကြအဲ့ဒါဒုက္ခဝေဒနာဒီဘောကပေါ်နေလို့ဆင်းရဲတယ်ပျောက်သွားတဲ့အခါချမ်းသာတယ်တပည့်ကြအဲ့ဒါသူလည်းဒုက္ခဝေဒနာလို့ရှုပေမဲ့လည်းတဲ့ဒုက္ခဝေဒနာပေါ်ရဲတာဒုက္ခကိုရှုပါတဲ့ပြတ်သွားတဲ့အခါကြလို့ရှိရင်ဒုက္ခဖြစ်ပြပဲဆိုရင်လည်းတဲ့သွားတာမှန်ပါဗျာသဘောပါကြကောင်းပြီဒုက္ခဝေဒနာတော့ဘယ်လိုရှုရမှာတော့တက္ကမယ်လို့ဥပ္ပဝေဒနာကြတော့ကွာတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာတော့အနိစ္စမြင်တာပါပဲဥပ္ပခမလို့ပါဘူးတပည့်ကြဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အိဋ္ဌတွေ့တယ်ပါပဲဆိုတဲ့ဥစ္စာသိသိချာချာဟောတယ်ဒါချင်းနဲ့ဒုက္ခဝေဒနာဘုက္ခဒုက္ခတောတတပါဒုက္ခဝေဒနာဘုက္ခသံဃာတောတထပါသံဃာတောဆိုတဲ့ကညှို့ညှောင်စူးသလိုသူပြီးဩဒါဒုက္ခသစ္စာပါလားလို့ရှုလိုက်လေရတယ်ဥပ္ပခဝေဒနာဘုက္ခအိဋ္ဌတောတထပါဒါရှုနည်းကိုဘုရားကဒါသံဃာပါဠိတော်မှာသင်ပြန်တယ်သဘောပါကောင်းပြီဒီလိုနားလည်ထားတော့ရှင်းသွားပြီလို့ဆိုတော့ဝိညာဉ်နဲ့ဖြစ်တယ်မဖြစ်တယ်လဲသိချင်သေးတာဟုတ်သိချင်ဆိုတော့ခိုင်းတဲ့ဒါတော့ဖြင့်သဘောကျပါပြီဒုက္ခဝေဒနာနဲ့ဘယ်သူနဲ့ဆန့်ကျင်ဘက်တော့မေးပြန်ဒုက္ခဝေဒနာနဲ့ဘယ်သူနဲ့ဆန့်ကျင်ဘက်တော့ဒုက္ခဝေဒနာနဲ့ဘယ်သူနဲ့ဆန့်ကျင်ဘက်တော့ဒါကြီးတဲ့ဒုက္ခဝေဒနာနဲ့ဆန့်ကျင်ဘက်ပြောရလို့ရှိရင်ဒုက္ခနဲ့ဒုက္ခတကယ်ဆန့်ကျင်ဘက်တရားဓမ္မတွေလည်းဒါတော့သိပါတယ်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဆိုတော့ဘယ်တော့မှမတည့်တဲ့ကြမတည့်ပဲမဲ့တဲ့ဆန်းကျင်မှမှန်းသိပြီးတော့ထားတော့သူတို့ကညံသွင်းရမယ်ဒီနေ့ဩခန္ဓာကိုယ်ရင်ဒုက္ခဖြစ်တယ်ဘယ်တော့မှဒုက္ခမဖြစ်ပါလားဒုက္ခဖြစ်နေရင်လည်းဒုက္ခဖြစ်ပါဘာကြောင့်လဲဆန်းကျင်မှတွဲလို့မဖြစ်ကောင်းအဲ့ဒါတခုပဲရှိဆိုတဲ့အဓိပ္ပာယ်ပါသွားပါသွားအဲ့ဒါတခုပဲရှိဆိုတာကိုဓမ္မရိနာကဟောပါတယ်တဲ့ဟောတယ်ဘယ်လိုနဲ့ဘယ်လိုဆန်းကျင်ပဲတုံးဆိုတာမဲတဲ့အတွက်ဒုက္ခနဲ့ဒုက္ခဆန်းကျင်ပဲဒုက္ခနဲ့ဒုက္ခဆန်းကျင်ပဲအနည်းလုံးကပရိလောမဆန်းကျင်ပဲဖက်သူတို့ကတော့အဲ့တော့ဘုရားဓမ္မတွေဟောဒုက္ခရှိရင်ဒုက္ခမရှိဘူးဒုက္ခရှိရင်ခန္ဓာရင်းမှာလေအဲ့ဒီလိုညာလေးလုပ်ပြီးတကလားဒုက္ခရှိရင်ဒုက္ခမရဖမ်း
ဒုက္ခရှိရင်ဒုက္ခမရအောင်ဖမ်းပြီးတဲ့ကာလခင်ဗျားတို့ကဒုက္ခရှိလို့ရှိရင်လည်းဒုက္ခသစ္စာပဲရှုဒုက္ခရှိလဲဒုက္ခသစ္စာပဲရှုဒါပေမဲ့ဒုက္ခနဲ့တော့ဘယ်သူနဲ့ဆန့်ကျင်မဲ့ဖြစ်ပါသေးသလိုနေတဲ့အခါကျတော့ထို့သူပဲဥပ္ပခါနဲ့လည်းဆန့်ကျင်မဲ့ဖြစ်ပါသေးတယ်သဘောကျဥပ္ပခါနဲ့လည်းဆန့်ကျင်မဲ့ဖြစ်ပါသေးတယ်ဆိုတော့ဥပ္ပခါပေါ်နေတယ်ဟိုဟာတွေမပေါ်ဘူးပြောတာရှင်းကြဒါနဲ့ဥပ္ပခါပေါ်နေမျက်စိနားနာကောင်းလေဝန်းထဲမှာဥပ္ပခါတစ်ခုပေါ်နေတယ်ခင်ဗျားတို့ဘာလုပ်ကြရှိရမှာပဲမရှိလို့ရှိရင်ဖြစ်ဘူးတဲ့ဒီမှာရှုစရာမရှိဘူးဖြစ်လိမ့်မယ်တဲ့ဘာမှရှုစရာမရှိဘူးဖြစ်လိမ့်မယ်တဲ့မဟုတ်ဘူးတဲ့ဆန်းကျင်မဲ့တစ်ခုကတော့ပေါ်ရဲ့ကြည့်ပဲတဲ့ခန္ဓာထဲမှာဆန်းကျင်မဲ့တစ်ခုကတော့ပေါ်ရဲ့ကြည့်ပဲဆိုတာသိကြကြဒါကြောင့်သူတို့ရှုစရာကိုရှားမလို့ဘူးလို့များအများတို့မပြောကြနဲ့မှန်ပါဗျာသဘောကျရှုစရာကိုမရှိဘူးဗျာဝေဒနာကိုတပည့်တို့ဘာမှမရှိဘူးဒီလိုတော့မလုပ်နဲ့တဲ့ဒီလိုလုပ်လို့ရှိရင်အနိစ္စဘာမရှိဘူးပြောတယ်နဲ့အတူတူပဲမှန်ပါဗျာဘယ်နဲ့ဆိုကြအနိစ္စဘာမရှိဘူးပြောတယ်နဲ့အတူတူဖြစ်မယ်ဒီလိုဆိုလို့ရှိရင်ဝေဒနာတွေကုန်ချုပ်ဆုံးလို့ဝေဒနာနဲ့ခေယောဘကုနေသတော့ပြိဋိဘုဒ္ဓဆိုတဲ့အတိုင်းနိဗ္ဗာန်ရောက်တာမှာပေါ့မဟုတ်ပါဘူးတဲ့ခင်ဗျားတို့နိဗ္ဗာန်ရောက်တဲ့အသွားမဟုတ်နိဗ္ဗာန်မရောက်ခင်ကခင်ဗျားတို့ရှိရမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါဝေဒနာသုံးပါးတစ်ခုတစ်ခုရှိရမယ်သဘောကျဝေဒနာမရှိတာကဒီလိုပါတဲ့ခင်ဗျားကဝေဒနာမရှိတာငါပြောပြမှာကွာတဲ့ဥဒ္ဒေဥဖုတ်တယ်ဥဒ္ဒေဥဖုတ်တဲ့အခါကျတော့ဥဒ္ဒေဟာပူနေတာပဲဥဒ္ဒေကနေပြီးကြလားမပူသေးတဲ့အခါဘာညာနဲ့ညှက်တဲ့ပြီးလည်းပဲလေးတွေညှက်ပြီးတော့ဟိုလည်းပဲညှက်ပြီးပြမဲ့ထုတ်လိုက်တဲ့အခါအဲ့ဒီအချိန်ကြမှာပဲဘာမှမရှိဘူးဟိုဟုတ်တဲ့အခါမှာအပူလည်းမရှိတော့ဘူးငင်းငကောလည်းအေးလောင်လို့လည်းအေးဓာတ်တွေလည်းမရှိတော့ဘူးငကောအေးဖုတ်တာကိုအဲ့တော့ပြမဲ့ထုတ်လိုက်တဲ့အခါကျတော့မှအကုန်အေးပြီးဒီကလာနေတယ်အဲ့ဒီအေးလို့ရှိရင်တော့ဖြင့်ဝေဒနာဘာမှမရှိဘူးဆိုတော့အဲ့ဒီလိုပြမဲ့ထုတ်လို့အကုန်အေးတော့ပြန်လို့ရှိရင်အဲ့ဒါနိဗ္ဗာန်လို့ခေါ်တယ်ကွာဘောကြအတော့မှနေတော့ကတော့သူပင်ကိုအေးရဲ့ရှိတယ်မင်းနဲ့ပတ်သက်လို့ပင်ကိုဘူးရဲ့ရှိတယ်တဲ့ပြမကိုအိုးတွေဖုတ်ပြီးကြလာကောင်းတယ်မကောင်းတယ်တွေထားပြီးကောင်းတယ်တွေပြမမြင်ချလိုက်တဲ့အခါကျတော့အလုံးစုံကုန်အေးသွားတာအဲ့ဒီအေးကတော့ငါဘုရားဟောမယ်အဲ့ဒါသံဃိလက္ခဏာရှိတဲ့နိဗ္ဗာန်ကွာဒါပြန်ဝေဒနာကုန်ဆုံးရင်နိဗ္ဗာန်ပဲရှင်းမလားအဲဝေဒနာဆုံးအောင်လိုက်ကြနော်ဝေဒနာကိုဆုံးအောင်နိုင်ရင်ဘာလို့နိဗ္ဗာန်အေးဒါကြောင့်ဝေဒနာနဲ့ခေယောဘိက္ခုဝေဒနာတို့ခေယောကုန်မရှိနိုင်တဲ့ဘိက္ခုရန်နေနေရှာတော်နေတနောတဏှာမရှိသည်ဖြစ်ပြိဋိဘုဒ္ဓပြီးရတာပြိဋိဘံသံဒီဟောတိဖြစ်ခြေတော့တဏှာနိရောဓနိဗ္ဗာန်ဘက်ကိုဘုရားဟောချသဘောပါအဲဒီလိုရှိတဲ့ဇံပါဆိုတာကိုလည်းသိရပြီဆန်းကျင်ဘက်ကိုပြောလို့ဖြင့်လည်းတစ်ခုတစ်ခုတော့ရှိရမယ်သုံးခုတော့ပြဲမရှိနိုင်သဘောကျအဲဒါကိုကတန်လေးညာမထိုးဖောက်တိုင်လို့ခင်ဗျားတို့ဒုက္ခနဲ့ဒုက္ခနဲ့ရောခြင်းရောမယ်ဥပ္ပခါနဲ့ကောဒါကကိုညာကနောက်ကျနေတာဘယ်လိုမှတ်ကြမလဲကိုညာကနောက်ကျလို့ဓမ္မတွေမှာတဲ့သူတို့ကအမြန်ကိုကအနှီးဖြစ်ခန္ဓာကညာကအဲ့ဒါကြတော့ဒါဒီလိုမှတ်လိုက်ကိလေသာကြားခိုလို့ဟေးမှန်ပါဗျာဘယ်လိုမှတ်ကြကိလေသာကြားခိုလို့မှတ်ကြစမ်းပါကိလေသာကြားခိုရင်တော့ဖြင့်မညာအရာနှေးလိုက်မယ်မှန်ပါဗျာကိလေသာကြားခိုရင်မညာအရာနှေးပါပါဗျာအဲ့ဒါကြားမခိုရင်လို့ရှိရင်ဖြင့်မိအောင်သာရှိတခါတည်းဥပ္ပခါကြီးထိုက်ချင်တယ်တခါတည်းဒုက္ခကြီးရောတခါတည်းဒုက္ခကြီးရောသာနေမဲ့လဲဒုက္ခတစ်ချက်ဉာဏ်တစ်ချက်ဒုက္ခတစ်ချက်ဉာဏ်တစ်ချက်ဒုက္ခတစ်ချက်ဉာဏ်တစ်ချက်ဒီလိုတစ်ချက်စီသွားနိုင်လို့ရှိရင်တော့ကိလေသာကြားမဟုတ်တပည့်ရဒါတစ်ချက်မသွားနိုင်ဘူးတပည့်တို့ကနာရာစင်းလိုက်နာနေတယ်ဆိုရင်ဒေါသကိလေသာကြားခုလို့ဉာဏ်မထိုးလို့နိုင်တဲ့ဒေါသကိလေသာကြားခုဒုက္ခဝေဒနာကိုတစ်ချက်စီကိုကသူကဖြစ်ပြကိုကမဲ့သူကဖြစ်ပြကိုကမဲ့လို့ရှုနေလို့ရှိရင်တော့ဖြင့်ဒကာဓမ္မတွေမှတ်ပါကိလေသာကြားမခုချမ်းသာတာကိုချမ်းသာတဲ့ရှင်းနေတယ်ဆိုလို့ရှိရင်တဏှာကြားခုပြီးလို့မှတ်ပါဗျာတပည့်ရချမ်းသာတာရှင်းနေတဏှာကြားခုပါဒါပြန်ဒုက္ခနဲ့မှမကြိုက်တော့ကြိုက်သေးရလားအဲ့ဒါတော့သိရင်ကြည့်ပါလေအလုပ်သမားမှာနော်မှန်ပါဗျာဒါကြောင့်လုပ်တဲ့တရားလို့ခင်ဗျားတို့ပြောနေပါတယ်
ကဲတော့ဘာဥပက္ခရေကလည်းဆဲပြီးကြတာမောဂိသန္တိကမ္မတကာဆိုတော့လုံးလုံးတ attva တွေဥပက္ခကြီးထားနေတဲ့အခါမှာဥပက္ခကြီးရှင်နေဖြစ်နေလို့ရှိရင်လည်းဥပက္ခတွေကြားတဲ့မှာဒါမှတော့ဥပက္ခကြားတဲ့မှာဉာဏ်ကမဝင်နိုင်တော့ဖြစ်တယ်ကမတွေ့ရဲ့မတွေ့လို့ရှိရင်ဒီဥပက္ခနောက်ကနေပြီးအဝိဇ္ဇာကြားသဘောကျအဲဒီကအဝိဇ္ဇာကြားကိုနေလို့ရှိရင်လည်းမဉ္ဇဉ်ဖွညာအရာနှေးမယ်သဘောပါဒါဖြင့်ဒုက္ခနောက်ကတဏှာရှားခုနိုင်တယ်ဒုက္ခနောက်ကဒေါသရှားခုနိုင်တယ်ဥပက္ခနောကအဝိဇ္ဇာရှားခုနိုင်တယ်ဆိုတာကိုသိသိချာချာမှတ်ပါဒါလေးတွေကတန်တယ်လောလောမှတ်မနေနဲ့အလုံးနဲ့တို့ကြည့်တော့မှရှားခုလည်းမခုတဲ့အသေးကြတာအလုံးနဲ့တို့ကြည့်ဒီတိုင်းတရားပြောတာကိုမှတ်ရုံလေးမှတ်တာပဲအလုံးနဲ့တို့ကြည့်တော့ငါဟိုကတစ်ချက်ဒီကတစ်ချက်မိရလားဆိုတာကိုကိုတွေ့ခတ်ပါဖြစ်ဖြစ်တစ်ချက်နဲ့မဲ့တစ်ချက်မိရလားသဘောကျဖြစ်ဖြစ်တစ်ချက်နဲ့မိရလားဆိုတဲ့ဥစ္စာပဲကဲခါရနော်ကဲလို့မမိဘူးဆိုလို့ရှိရင်ဝရိယတော့ကောင်းတိုးပေးပါဒီဉာဏ်ဝရိယလို့လားမမိရဝရိယလေးတိုးပေးလိုက်စမ်းပါဆိုတာနိဗ္ဗာန်မရောက်တဲ့တရားကမရှိဘူးရှားဖို့များနေလို့မရောက်ကြတာလို့မှတ်ရမှာဥပဒနာရှိတဲ့ပုဂ္ဂိုလ်မှာဥပဒနာဆိုတာဟာပုဗ္ဗဘာကမဲ့ပုဗ္ဗကရှေ့ပါရကဖို့ရှိဥစွာလို့ရမယ်လို့ခင်ဗျားတို့လုပ်တာပဲသဘောကျဒါကြောင့်သမာဓိဋ္ဌိပူရိစုံလို့သမာဓိဋ္ဌိဝိပဿနာသမာဓိဋ္ဌိပူရိစုံရှိဥစွာဖြစ်ရဝိပဿနာသမာဓိဋ္ဌိကပါရှိဥစွာဖြစ်ရပါအဲ့ဒီသူကရှင်းစွာဖြစ်မှာတဲ့နိဗ္ဗာန်တကယ်မြင်တဲ့မေတ္တမာရိရှိလိုက်မှာกว่าမှန်ပါဗျာသူ့ကိုရှင်းသွားမစားလို့ရှိရင်မေတ္တမာရိရှိမလိုက်နိုင်ဘူးမလိုက်နိုင်ပါဘူးသဘောပါကြပါဒါပြန်ဥပဒနာဉာဏ်ရှင်းသွားရှိမှနိဗ္ဗာန်မြင်တဲ့မဉဏ်လိုက်နိုင်မှန်ပါဗျာဥပဒနာရှင်းသွားမရှိလို့ရှိရင်မလိုက်နိုင်ပါဘူးဒီဥစ္စာကိုလေတဲ့ဘယ်လိုဟောလိုက်တုံးဆိုဓမ္မံသာရိပြုမိသမာဓိဋ္ဌိပူရိစုံသမာဓိဋ္ဌိပူရိစုံရှင်းသွားဖြစ်တဲ့ဥပဒနာမဲ့ဘုရားတော်မဲ့ဘုရားတော်ရှင်းသွားရှိရမယ်သူရင်းပြလာတဲ့အခါကျတော့ဓမ္မံသာရိပြုမိဓမ္မံမဉဏ်ဓမ္မကိုပါရထင်ယထာရင်းဟူ၍ယထာကောင်းဆောင်၍အဟံငါပြားသည်ပြုမိဟော၏ဥပဒနာသမာဓိလာမနိဗ္ဗာန်မြင်တဲ့မေတ္တမာဓိဟာဒီနိဗ္ဗာန်မြင်ဖို့ကောင်းဆောင်လာတာတဲ့နှမမလာနိုင်ဘူးသဘောပါကြဒါပြန်သမာဓိနှစ်ခုမှာဥပဒနာသမာဓိထက်လေမေတ္တမာဓိနိကလေဥပဒနာသမာဓိမေတ္တမာဓိကနိကလေပဲဆိုတော့ဖြင့်ခင်ဗျားတို့ဘယ်ခါမှမပြင်းပါနဲ့တဲ့မရလိုက်တဲ့ပုဂ္ဂိုလ်မရှိဘူးဥပဒနာသမာဓိမရှိတဲ့ပုဂ္ဂိုလ်ဖြင့်မဲ့သဗ္ဗုဒ္ဓသမာဓိဆိုတဲ့သမာဓိပူရိဇွန်ဆိုတဲ့ဥစ္စာတော့မရနိုင်ဘူးဓမ္မံသာရှိပြီမိဆိုတဲ့မဲ့ခင်ရထားရီခေါင်းဆောင်ကြီးကပေါ်မလာနိုင်ဘူးရှင်းမလားဥပဒနာသမာဓိမရှိတဲ့ပုဂ္ဂိုလ်ကမဲ့သမာဓိမဲ့ခင်ရထားရီခေါင်းဆောင်ကြီးမပေါ်နိုင်ဘူးကွာသက္ကရာဘကတန်ယုံသေသေးချာချာဟောသဘောပါကြဒါပြန်ခင်ဗျားတို့ဘာရေးကြည့်ပါလဲဥပဒနာသမာဓိကိလေသာကြားမချအောင်လုပ်လိုက်လို့ရှိရင်မေတ္တမာဓိပေါ်လိမ့်မယ်ရှင်းမလားရှင်းပါဒါကြောင့်ဘုရားသခင်ကိုရမေကြီးကလည်းကိုးပြပါအောင်ပါခင်ဗျားတို့အနုလောမဂုတ္တဘုက္ခဟောသေချာဟောအနုလောမဖြစ်တဲ့ကိုမြင်တဲ့အနုလောမဉာဏ်ဒီဂုတ္တဘုက္ခနိဗ္ဗာန်ကိုမြင်တော့ဂုတ္တဘုအားသဘောကျအနန္တရပြည့်စေနာအနန္တရပြည့်စေရသတိဖြင့်ပြေရှောဥပကရောခြေစုပြုပြီးဟောတိဖြစ်ကြည်ကြံတယ်ဥပဒနာသမာဓိပြီးတော့နိဗ္ဗာန်မြင်တဲ့ဂုတ္တဘုလာပါတယ်သဘောပါဒါပြန်အနုလောမဂုတ္တရုပ္ပအနုလောမမိုက်ကတဟောမလားဘူးလားအဲ့ဒါလေးလာတာကဒါပထမပါဠိတော်ကိုသေချာမှတ်ပါဒီပထမပါဠိတော်ကိုဘာဖြစ်လို့ဆရာဘုန်းကြီးဒီနေ့ညတွင်နေသေးရတဲ့တုန်းလို့ခင်ဗျားတို့ကမဲလို့ရှိရင်ပုဂ္ဂိုလ်မငယ်ပဲနဲ့ဟောတဲ့ဒေသနာမှုဓမ္မရိဋ္ဌံဟောတာမှုဒီရှင်တိုင်းလို့ရင်ဒီရှင်တိုင်းဖြစ်ရမယ်ဆိုတာကဒီပုဂ္ဂိုလ်ပါဏိနုရင်ငါရွေးနေတာမဟုတ်ဘူးဓမ္မအရှင်ကဒီတိုင်းပေါ်ရမယ်ပေါ်ကြဒါဖြင့်ပုဂ္ဂရိဋ္ဌံဓမ္မရိဋ္ဌံဆိုတဲ့နိယတဒေသနာဆောင်သိရမှာမဟုတ်နိတ္တထတည့်ရဟောတယ်ဒါဖြင့်ဝိပဿနာသမာဓိပြီးမှခင်ဗျားတို့ဘုဒ္ဓဆိုတဲ့နိဗ္ဗာန်မြင်တဲ့ဉာဏ်လာပါဘုဒ္ဓကနိဗ္ဗာန်မြင်ပြီးတော့မှမဉဏ်ကလာပါတယ်ဆိုတာကိုလည်းသိကြပါလားဒါဖြင့်အလုံးလုံးတဲ့ပုဂ္ဂိုလ်များမှာဥပဒနာသမာဓိမရှိဘဲနဲ့ဂုတ္တလူဆိုတဲ့နိဗ္ဗာန်မြင်တာတော့မလာနိုင်တော့မေတ္တမာဓိကသူ့တောင်တစ်ခုရှားနေသေးတာလာနိုင်မ
အဲ့တော့ဥပဒနာသမာဓိကြီးကတွန်းပြီးတွန်းနေကြလုံးနေပါ့ဒါငါမဲ့ရလိုက်တယ်မရလိုက်ဘူးလို့ဘာမှအကဲခတ်နေနဲ့လောက်ရမယ်သာဆုံးဖြတ်ချက်ချရှင်းမလားအဲ့ဒီမှာခင်ဗျားတို့ကခင်ဗျားတို့ကိုခင်ဗျားတို့ဆုံးနေတဲ့စိတ်မလာကြီးနဲ့ဆိုတာသတိပေးလိုက်ပါဆုံးနေတဲ့စိတ်ဆိုတာငါကဒွေမှုထင်ခဲ့တာဓမ္မရဲ့ငါကဒွေမှုထင်ခဲ့တာဓမ္မရဲ့ငါဘုရုများပြစ်မှားဘူးလို့သောက်တောင်လုပ်နေရဲ့နဲ့နိဗ္ဗာန်မမြင်သေးတာဓမ္မရဲ့အတရားတွေမလာစီနဲ့တရားတွေမလာစီနဲ့တရားတွေကဘုရားသခင်ကိုရမေကြီးကဟောတယ်ခင်ဗျားတို့အားပေးတယ်လို့မယူပါနဲ့သစ္စာတရားကိုဟောလို့သစ္စာတရားနာရလို့ရှင်းဖြင့်တဲ့ဓမ္မနုဓမ္မပရိပတ်တိအလုပ်အပြည့်နဲ့မဲ့နဲ့ကြအောင်လုပ်ရရမယ်ကွာအင်းတို့ပါဠိတော်ဒီလိုလားသစ္စာတရားလည်းနာရမယ်ဆောင်းတဲ့နာရတယ်ပါရမယ်ဆိုရင်ဖြင့်နှလုံးသွင်းတာဓမ္မနုဓမ္မပရိပတ်တိနဲ့နှလုံးသွင်းလိုက်လို့ရှင်းဖြင့်ကွာတော့မရမရှိပါဘူးဆိုတော့ခင်ဗျားတို့မှာသစ္စာဟောတဲ့ဆရာနဲ့တွေ့ပြီကိုယ်ကိုယ်တိုင်လည်းဖြစ်ဖြစ်ဒုက္ခသစ္စာလို့သိနေပြီမသိသေးဘူးလားအဲ့ဒါဓမ္မနုဓမ္မပရိပတ်တိအလုပ်ဆိုတော့အပြည့်နဲ့မှန်နဲ့ကြိုက်တဲ့ဥစ္စာဓမ္မနုဓမ္မပရိပတ်တိအလုပ်ပဲအဲ့ဒါကြိုက်သွားလို့ကိလေသာကြားမချလို့ရှင်ရမှာပဲဘာရင်းတွေတွေးနေနဲ့ရှင်းမလားအဲ့တော့တချို့ကိုယ်တန်တွေကကိုယ်စားကကိုယ်ပဲချတာရှိပါပါဗျာကိုယ်တန်တွေကကိုယ်စားကကိုယ်ကိုမဲ့တာမြတ်တယ်လည်းရှိသဘောကျအဲ့ဒါတွေကတော့မတတ်နိုင်ဘူးတဲ့ဆရာသမားများကတော့ဒီနန်းပြန်အမှန်ရှိတာကိုတော့ပြင်ရှင်းနေအောင်ပြောတာပဲအနုလောမပြီးကိုယ်တော်ကမကိုယ်တော်လာပြီးမဲ့လာမယ်ကွာအနုလောမဆိုတော့ဥပဒနာဉာဏ်ကွာကိုယ်တော်ဆိုတာကွာမတ်ပေါ်ကိုရှိကလမ်းခင်းတာကွာပြီးတော့သူပြီးတယ်ဆိုလို့ရှိရင်မတ်ပေါ်လာပဲအဲ့ဒါလည်းဝိသိနိယမကွာဝိသိနိယမဆိုတာကလည်းမင်းတို့ဘယ်လိုမှမကြံစည်နဲ့ဥပဒနာဉာဏ်ပြီးရင်ကိုယ်တော်ဉာဏ်လာတာပဲကိုယ်တော်ဉာဏ်လာပြီးရင်မက်စဉာဏ်လာတာပဲကွာဒါဝိသိနိယမကွာဆိုတော့အဲ့ဒီသေးချာနေတော့ခမေတို့ဝဒနာလုံးနေတဲ့ဥစ္စာဩဝိသိနိယမတင်သွားမှာပဲလို့ကိုယ်ကဆုံးဖြတ်ချက်ချဝိသိနိယမဆိုတာနောက်အစဉ်နိဗ္ဗာန်မြင်တဲ့ဘုဒ္ဓလူလိုက်မယ်နိဗ္ဗာန်မြင်တဲ့မဲ့လိုက်မယ်နိဗ္ဗာန်မြင်တဲ့ပို့လိုက်မယ်လို့ခမေတို့ကဒီတိုင်းဆရာသမားပြောတဲ့အတိုင်းဝိသိနိယမကိုဝိသိဆိုတာအစဉ်နိယမကအမြဲအစဉ်အမြဲတမ်းသွားပါတယ်တဲ့ဒါဘယ်လိုမှတားလို့မရပါဘူးငါဖျက်တားလည်းမရပါဘူးကွာတဲ့ဥပဒနာဉာဏ်ပြီးရင်ကိုယ်သူဉာဏ်ပေါ်တာဆိုတာငါဖျက်လည်းတားလို့မရဘူးကိုယ်သူဉာဏ်ပြီးတော့မဉဏ်ပေါ်တာရောတားလို့မရဘူးဝိသိနိယမဆောင်းပြီးနေလာတာကိုတရားဓမ္မတို့ဖျက်တားလို့မရဘူးနေပြီးမိုးလာတားလို့မရဘူးဒီနေ့မှလေနော်သစ္စာနဲ့သူရတယ်နဲ့သူပွင့်တာဘယ်လိုတားလို့ရအဲ့ဒီနေ့မှတွေကရှိပြီးတော့ဖြစ်သောကြောင့်မင်းတို့ကဘာမှငါပါရမီမရှိလို့ဓမ္မရဲ့တွေးမှုဓမ္မရဲ့ဘုရုများရံကားများပြည့်မှားမှုလို့ဓမ္မရဲ့ဒါတွေမလားရှင်နဲ့ဒါတွေကိုကုသပုဂ္ဂုဆဆိုတာဒီဓမ္မတို့အမှန်ဆိုရတဲ့တရားဆိုတာဆုံးဖြတ်ချက်ချဘယ်လိုဆိုရပါလိမ့်မလို့မဲတဲ့အခါကျတော့ဟိုတဲ့မိုက်ကန်တဲ့မိတ်အန္တရာယ်ဖြစ်အောင်လုပ်တယ်ပါတယ်ဗျမိတ်အန္တရာယ်ဖြစ်အောင်ဒါဘယ်လိုထည့်တာတုံးလို့မေးပြန်တော့ဒီယောဂီကထည့်ဘယ်လိုထည့်ယောဂီကထည့်တာဆိုတော့သူအားထုတ်နေတဲ့အချိန်မှာသူမရအောင်သူ့ဟာသူထည့်လိုက်တယ်တရားဒါပေမဲ့လူအားထုတ်နေတဲ့ဥစ္စာကိုသူ့ဟာသူဖြစ်တယ်လက်နေရှင်းနေဖြစ်လက်နေရှင်းနေဖြစ်ဆိုတော့ဘယ်လိုပါလိမ့်ယောဂီလက်နေရဲဆိုတဲ့ကဥပဒနာညာအားထုတ်ငါဒီလိုပုဂ္ဂိုလ်ဓမ္မရဲ့ဆိုရချင်းနဲ့ဖြစ်ချင်အဲ့တော့ဘိုးတဲ့အဟောတိကံမဖြစ်နိုင်ပါဘူးဆိုတော့ဘုန်းကြီးကအားပေးတယ်လို့ခင်ဗျားတို့မယူနဲ့တဲ့ဘုရားကသေချာဟောခဲ့ဒီဘောဥပဒနာဇောနဲ့ကွာတဲ့မင်းတို့အားထုတ်ရင်သေကံနည်းမှာမင်းတို့အားထုတ်လို့ချင်းသေကံနည်းကိုဥပဒနာသမားဟာသေကံနည်းကြတော့ကဲငါတော့ဖြင့်တကယ်တရားတော်မှာပဲဆိုပြီးဒီကလာဒီတဲ့စိတ်တ ानु ပဒနာမှာစိတ်ဖြစ်ရှုတာပဲဝေဒနာ ानु ပဒနာမှာဝေဒနာဖြစ်ရှုလိုက်လို့ရှိရင်တဲ့ကိုယ့်ဟာကိုယ်ဆင်ခြင်ပြီးရှုလိုက်ရင်အဲ့ဒီအချိန်မှာသောတာပန်တရားကအနာဂံကြောင့်ငါဖြစ်နိုင်တယ်လို့ဟောသေးတယ်မှန်ပါဗျာဒီမှာမဖြစ်ပါဘူးပဒနာဇောနဲ့သာသိပါလိမ့်မယ်မှန်ပါဒီကနေ့သောတာပန်တရားကအနာဂံမဖြစ်ခဲ့ဘူးဒုတိယဘဝနတ်ပြည်ရောက်ပါတယ်ကွာဒီဇောနဲ့သိသွားတယ်မှန်ပါဗျာဒုတိယဘဝနတ်ပြည်ရောက်တဲ့အခါနတ်သမီးရင်ဝင်ထဲမှာနတ်သားဖြစ်နေသွားထိုင်ရသွားဖြစ်တဲ့အခါမှာန
နောက်သမီးရင်ဝင်နဲ့ငါထိုင်းနေတယ်ဆိုတော့မသိသေးပါဘူးတဲ့တခါတည်းငါဒီကားလို့ရှင်သူပြမှာဒီအချိန်ဆိုအာသေဝနတတိကပါတော့ခုမှဒုက္ခနာသူဖြစ်ဖြစ်ရှိလိုက်တယ်နဲ့နောက်သမီးနတ်ပြည်ရောက်တာမသိခင်သောတာပန်ဒီကစောနေတယ်ဒါငါဘုရားသေချာဟောပါတယ်ဥပဒနာစောနေတာသိပါလိမ့်တယ်ဒီကနေ့သောတာပန်တရားကအနာဂတ်မဖြစ်ခဲ့ဘူးဆိုတော့ဟောတိကံပါလေဟောဒါဖြင့်လုတ်ထိတ်တယ်တရားဒီကနေ့မှလည်းသောတာပန်တရားကအနာဂတ်ဖြစ်နိုင်တယ်ကိုယ့်ကိုဆင်ញင်ရှုနေဒီအချိန်မှမဖြစ်လိုက်သေးဘူးဆိုရင်ဟိုရင်ဝင်နဲ့ရောက်ရင်ဖြစ်ရမယ်ဆိုတာကသေချာဟောသဘောကျအဲ့တော့ဟောတိကံပါသေးဟောတိကံပါမှာဘုန်းကြီးကဆိုရင်လည်းဒီဓမ္မတွေဘာဆိုရင်တော့မေးတော့မှကိုယ်လံကကိုယ်စုကိုယ်တန်ရကိုယ်ကိုယ်စားကကိုယ်လမ်းစဉ်ဖြစ်ဖြစ်မှာဆိုရငါကဒီဘဝရရတဲ့ပုဂ္ဂိုလ်ဟုတ်မှမဟုတ်ဘူးဘယ်သမာဓိတော်မှငါကမတည်ဘူးဟိုတည်မှမတည်ဒီမကြည့်သေးခင်ကကိုယ်ကမတည်သေးဘူးမရှိမှမရှိတဲ့နေရာမမြင်သေးဘူးဆိုတော့ဥဒ္ဒနိုင်ကြမဖြစ်ဘူးဒါကဘာမီကဖြစ်တာလားဟုတ်လားကိုယ်ကိုယ်ကိုစားကကုမပေါ်တဲ့ကိုယ်ကိုယ်စားကဝင်ပြီးကြောက်တွန်းတာလားသူ့ကြောက်တွန်းမှုခင်ဗျားတို့ကလည်းဘုန်းကြီးကသတိပေးတယ်လွန်ခဲ့တဲ့တရားဟောကြားကဥဒ္ဒနိုင်နဲ့ဟောကြားကိုယ်ကိုယ်စားတိုင်းကိုယ်ကိုယ်စားဖြစ်ဖြစ်ရှူกว่าဟုတ်လားကိုယ်ကိုယ်စားတိုင်းကိုယ်ကိုယ်စားဖြစ်ဖြစ်ရှိပြီးသူချုပ်သွားတဲ့အချိန်မှာကိုယ်ရှူမြဲဝေဒနာဖြင့်ဝေဒနာစိတ်ကိုစိတ်ရှူပါဒေါရဟိတမရှိတဲ့ကိုယ်ကိုယ်စားဆိုတာဒေါမနတဝေဒနာกว่าအဲ့ဒီကိုယ်ကိုယ်စားတိုင်းအဲ့ဒီဒေါမနတဝေဒနာမှာဝေဒနာလည်းသွန်းလိုက်စိတ်မှဒေါသလည်းသွန်းလိုက်သူဒေါသစိတ်နဲ့ရှင်မမို့ဒေါသစိတ်လည်းသွန်းလိုက်ဝေဒနာမှာကတော့ဒေါမနတဝေဒနာလည်းသွန်းချလိုက်ဒေါမနတဝေဒနာဖြစ်ဖြစ်ရှုချကိုယ်ကိုယ်စားနေနေသေးရဲ့ကိုယ်ကိုယ်စားချုပ်သွားပြီးတော့မှခင်ဗျားတို့တပြည့်ဝေဒနာပေါ်ရင်တပြည့်ဝေဒနာလိုက်တယ်ပေါ့နမနဲ့ရှားမယ်နဲ့သူကအရှုခံလာတာကိုသူရင်ရှုပြပါမှန်ပါဗျာပေါ်ကြလားဟောဒါမှန်ရေးကြည့်တဲ့စကားဆိုတာကောခင်ဗျားတို့သုံးတတ်ပါလားသုံးတတ်ပါခင်ဗျားတို့ကဏ္ဍမှာတန်မြတ်ဝိသေရှာလိုက်တန်မြတ်ဝိသေရှာရှုပြသဘောကျဒါကြောင့်အရင်ကဟောခဲ့တော့မလားဥစ္စာနဲ့ရန်သူမိတ်ဆွေလုပ်ပြกว่าမှန်ပါဗျာဘယ်လိုဟောခဲ့ငကောတွေနှောက်ရက်လာနှောက်ရက်တရားကိုဘာလုပ်ပြရဖြစ်ဖြစ်ရှိပြီဖြစ်ဖြစ်ရှိပြီတော့သူ့ကြောင့်မဲ့ရပေတယ်သဘောကျဘယ်ဘယ်လိုဟောလို့မဲ့တော့မှသာရောဂစိတ်တံသာရောဂစိတ်တံဒီပဇာနာတိသာရောဂစိတ်တံဆိုတာကမဟုတ်တဲ့ဒေါသတစ်ခုတည်းဖြစ်နေတယ်မဟုတ်ဘူးအိက္ခမရှိရကောက္ကစနဲ့ရောဝင်ဝင်လာဘူးလားဝင်လာတော့ဒေါသရှိလိုက်လို့ရှိရင်ဘယ်နည်းရှိလိုက်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့တွဲဘက်တွေပါဘာဖြစ်သွားတွဲဘက်တွေပါဖြစ်ဖြစ်ရဟာဒီဧကုဘာရဧကနေရောတာကိုဧကုဘာရဧကနေရောတာဧကုဘာရတကွဖြစ်တယ်ဧကနေရောတာချုပ်တော့ဘောတကွချုပ်တယ်ဆိုတာမသေးကြဘူးလားအဲ့ဒီလိုခမများတို့သုံးချပလိုက်လို့ရှိရင်လည်းဆရာသမားကိုကြီးနဲ့ဟောဒီလိုပဲသုံးချဖြစ်သားပဲဆိုပြီးတော့ကိုယ်ကုသရှိနေလို့ကျုပ်တော့မလုပ်တော့ဘူးမလုပ်နဲ့ကိုယ်ကုသရှုပြပါဟောကြမလုပ်ကြကိုယ်ကုသရှုတော့ဒေါမနတဝေဒနာသမားကဒေါမနတဝေဒနာရှုတယ်စိတ်သမားကဒေါသရှုတယ်ဆိုတော့ပြီးမေးရဘူးလားအဲ့တော့အသုံးမချတာလို့ရှိရင်လည်းခင်ဗျားတို့ဖေးတဲ့တယ်သုံးချတာလို့ရှိရင်နိဗ္ဗာန်ရောက်တဲ့ဆေးဖြစ်မယ်ဒါကခုရှင်းမလားကောင်းပြီဒါဖြင့်နေရာကြပါပြီခုနကဓမ္မရင်းနဲ့မေးတာပြန်ဆက်လိုက်တဲ့အဝိဇ္ဇာနဲ့ခုနကဒုက္ခနဲ့ဆန်းကျင်ပဲဒုက္ခနဲ့ဥပ္ပခါနဲ့ဆန်းကျင်ပဲသူပြောတော့မဟုတ်လားဥပ္ပခါနဲ့ဘယ်သူနဲ့ဆန်းကျင်ပဲတုံးလို့မေးပြန်တာအဝိဇ္ဇာနဲ့ဆန်းကျင်ပဲသဘောကျဥပ္ပခါနဲ့အဝိဇ္ဇာနဲ့ဒုက္ခနဲ့ဆန်းကျင်မှသိပြီဒုက္ခနဲ့ဆန်းကျင်မှသိပြီလားဥပ္ပခါနဲ့တော့ဘယ်သူနဲ့ဆန်းကျင်ပဲတုံးလို့မေးတဲ့အခါဘယ်နဲ့ဟုတ်သားပဲဥပ္ပခါပေါ်တာကိုပေါ်တိုင်းမသိတာသူ့ကြောင့်မသိဥပ္ပခါပေါ်တိုင်းမသိတာဒါကြောင့်သူဆန်းကျင်ပဲလို့ပြောလိုက်တယ်ဓမ္မတွေအဲ့တော့သူဆန်းကျင်ပဲတရားရှိတယ်ကိုဆိုတော့နောက်တစ်ခါအဲ့ဒီအဝိဇ္ဇာနဲ့တော့ဘယ်သူနဲ့ဆန်းကျင်ပဲဖြစ်ပြန်သေးသလိုဘုဒ္ဓခမေးပြန်တယ်ဒါတော့ဒီလိုပါတော့ဝိဇ္ဇာနဲ့ဆန်းကျင်ပဲပါသဘောကျအဝိဇ္ဇာနဲ့တော့ဝိဇ္ဇာနဲ့ဆန်းကျင်ပဲဆိုတာကိုသိကြပါလားသိပါပါ
ဒါဖြင့်ဆန့်ကျင်ဘက်ဆိုတာဒီဒကာဓမ္မတွေမှတ်လိုက်စမ်းပါမတည့်တာအဝိဇ္ဇာရှိရင်ဝိဇ္ဇာမရှိနိုင်ဝိဇ္ဇာရှိရင်လည်းအဝိဇ္ဇာမရှိနိုင်ဘူးဆိုတော့ခင်ဗျားတို့ရှုမှတ်နေတာဝိဇ္ဇာလားသဘောကျဝိဇ္ဇာနာသိနေရလားဝိဇ္ဇာနာမသိနိုင်လို့ရှိရင်ပြန်ဩတို့လို့ဒီဝိဇ္ဇာဥဒ္ဒဘာတိအလုပ်ပဲသက္ကုံဥဒ္ဒဘာတိအလုပ်ပဲဉာဏဥဒ္ဒဘာတိအလုပ်ပဲသဘောပါကြဒါရင်ခင်ဗျားတို့ဒီအဝိဇ္ဇာနဲ့ဘယ်လိုလုံးဆန့်ကျင်ဘက်ကဝိဇ္ဇာပါဗျာတခါဟုတ်ဝိဇ္ဇာတော့ရှင်းပြီတဲ့ဝိဇ္ဇာနဲ့တခါဘယ်သူနဲ့ဆန့်ကျင်ပဲဖြစ်ပါလဲသေသရုံမေးပြန်နော်ဝိဇ္ဇာနဲ့ဆိုတော့တခါကြီးတဲ့ဝိမု ക്തി ဆိုတော့ဖိုးနဲ့ဆန့်ကျင်ပဲဖြစ်တယ်ရှင်းပေမှာပဲဖြစ်လိုက်တာပဲဝိဇ္ဇာကသူကဝိဇ္ဇာကဖိုးကဖိုးစိတ်ကိုဗျဝိဇ္ဇာကဉာဏ်ကိုဗျသဘောကျအဲ့တော့ဘုရားဘောဝိဇ္ဇာကညာဆိုတော့ကိုသူဆန့်ကျင်ပဲဖြစ်ရမယ်တဲ့ဝိမု ക്തി နဲ့ဘယ်နဲ့ကြောင့်ဆန့်ကျင်ပဲဖြစ်ရမလဲဟိုကလွတ်ပြီးသားသူကမလွတ်သေးတယ်ရှင်းမလားဝိဇ္ဇာကလုံးမလို့လွတ်သေးရှိတယ်ဟိုကလွတ်ပြီးသားနဲ့ဆိုတော့ဘယ်နဲ့နေကြကောင်းပြီတခါကြီးတဲ့ဒါဖြင့်ဝိမု ക്തി နဲ့ဝိမု ക്തി ဆိုတဲ့ဖုံနဲ့တော့ဘယ်လိုနဲ့ဆန့်ကျင်ပဲဖြစ်တယ်တခါကြီးနိဗ္ဗာန်နဲ့ဆန့်ကျင်ပဲဖြစ်တယ်ရှင်းမလားနိဗ္ဗာန်နဲ့ဘယ်နဲ့ဆန့်ကျင်ပဲဖြစ်တယ်ဖို့ဆိုတာကဖို့ပေါင်းအတော်အားထုတ်ရတယ်သူကသင်္ကတတရားနိဗ္ဗာန်ကဘယ်သူမှမလုပ်ဘဲနဲ့ပေါ်တဲ့အသင်္ကတတရားဒါကြောင့်ဆန့်ကျင်ပဲတခါကြီးမတော်ကျင်တော့ပြီတခါကျင်တော့ပြီဒါဟုတ်ကဲ့ဓမ္မတွေရှင်းရလားဒါကြောင့်ဘုရားသခင်ကိုရမေကြီးကဖလံပြစ္ဆွကတိတခါလာပြန်တယ်ဒါသူတည်းမှမပါဘူးပဋ္ဌာန်းမှာပါဖလံပြစ္ဆွကတိဖလံကိုပြစ္ဆွကတိမင်းတို့ဝိပဿနာရှုအောင်กว่าပေါ်လာမပေါ်လာဘူးလားဖို့ရပါတော့ဖို့ရတဲ့သင်္ခါရတရားသင်္ခါရတရားဆိုတာအိဋ္ဌလမ်းဆုံးတာပဲအဲ့ဒါကြောင့်ဘုရားကဖလံပြစ္ဆွကတိတဲ့လုံးกว่าမေကံပြစ္ဆွကတိတဲ့လုံးသင်္ခါရတရားတွေကိုဖလံပြစ္ဆွကတိကိုလောက်ရမယ်တဲ့လောက်ရမယ်သူ့ကိုလည်းဥပဒနာရှုရမယ်တဲ့နိဗ္ဗာန်ကြတော့ကိုတဲ့နိဗ္ဗာန်တော့ဥပဒနာမရှိနဲ့กว่าနိဗ္ဗာန်ကိုအောင်ပြုပြီးတော့နေုံပဲနိဗ္ဗာန်ကြတော့အာယုံပြုပြီးဒီကလာနေမယ်ဆိုတော့ဩပြည့်စည်တာတွေလည်းပြည့်စည်တယ်လို့ရှုမပြည့်စည်တာကြတော့အဲ့ဒီကိုအာယုံစိုက်တာရှင်းမလားပြည့်စည်တာတော့ပြည့်စည်တာတော့ပြန်ဥပဒနာရှုအောင်မပြည့်စည်တဲ့တရားကြတော့အာယုံစိုက်ပြီးဒီမှာခင်ဗျားတို့သူ့ကြည့်ပြီးချမ်းသာတဲ့စိတ်နဲ့နေလိုက်လို့ပြောပြည့်စုံတာမရှိနဲ့တော့ပြည့်စုံတာမစင်ကြင်နဲ့တော့ဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေပြောတယ်ဒုက္ခချုပ်တဲ့ပုဂ္ဂိုလ်တွေဒုက္ခချုပ်လို့ရှိရင်ဒီပြန်လုံးနေနဲ့ချုပ်တဲ့နေရာချုပ်ပြီးလို့သာအာရုံပြုနေသဘောပါချုပ်တဲ့နေရာကိုချုပ်ပြီးလို့သာဆင်းရဲနေလို့ဆိုတဲ့ဥစ္စာဒါကိုခင်ဗျားတို့နိဗ္ဗာန်မှာပြည့်စုံတယ်မရှိနဲ့ပြောတာသဘောကျနိဗ္ဗာန်ဥပဒနာမရှိနဲ့ရှုကောင်းတဲ့တရားမဟုတ်ဘူးဆင်ခြင်ကောင်းတဲ့တရားလားဟုတ်သုံးသပ်ကောင်းတဲ့တရားသဘောကျသူ့ဘယ်လက္ခဏာရှိပါလဲဘယ်သက်တည်းရှိပါလဲဒီလိုသုံးသပ်ကိစ္စမရှိပါဘူးတဲ့ခေါင်းကလည်းဥပဒနာတော့မရှိနဲ့ဥပဒနာရှိရင်လည်းရှင်းတော့ဖြင့်မဲ့ဟာပဲသဘောတည်းရှိမဲ့လည်းဖြစ်ပဲဖို့ဖြစ်ပဲနိဗ္ဗာန်ကြတာဖြစ်မှုပြမှုမှမရှိတော့အသင်္ကရတရားကိုဘုသင်္ကရတရားကြတာခင်ဗျားတို့သင်္ကရလို့ပဲရှုပါအသင်္ကရတရားကြတဲ့အခါကြတော့ဘိုးတဲ့ဒီခင်ဗျားတို့ဟောဒါဒုက္ခဆုံးတဲ့နိဗ္ဗာန်ဆိုတာဒါပဲဒုက္ခဆုံးတဲ့နိဗ္ဗာန်ဆိုတာဒါပဲလို့ဆင်းရဲနေရမှာသဘောပါဒါကြောင့်ဘုနဲ့နိဗ္ဗာန်နဲ့ဒီလဲဆန့်ကျင်ပဲဘယ်လိုဆန့်ကျင်ပဲဖြစ်ပါလဲသင်္ကတနဲ့အသင်္ကတကွာတယ်တခါကြီးရင်းပြီပါကွာတယ်အဲ့တော့ကဲဒါဖြင့်တရားနေကုန်းချုပ်လိုက်တော့ဒကာဓမ္မတွေနိဗ္ဗာန်ရောက်ခြင်းသင်္ကတကထွယ်နိဗ္ဗာန်ရောက်ခြင်းဘောပါနိဗ္ဗာန်ရောက်ခြင်းသင်္ကတကထွက်တဲ့ဉာဏ်ရအောင်လုပ်ပါသင်္ကတရဲ့ရှိတဲ့ဉာဏ်ဒီဒကာဓမ္မတို့မဉဏ်မဟုတ်သေးဥပဒနာဉာဏ်သာဆိုသဘောကျသင်္ကတကထွက်သွားတဲ့ဉာဏ်ကြတော့ကိုတဲ့မဉဏ်ဖူဉဏ်ဆိုပါသင်္ကတရဲ့တွင်အောင်ပြုတဲ့ဉာဏ်ကတော့ဥပဒနာဉာဏ်သင်္ကတမှာထွက်သွားတဲ့ဉာဏ်ကတော့မဉဏ်ဖူဉဏ်ပါ
ဒါဖြင့်ဥပဒနာဉာဏ်နဲ့မဉဏ်ကိုဉာဏ်ဘာထူးတုံးဆိုတာလေးကိုလည်းယနေ့ရှင်းပြောပေးတယ်ဥပဒနာဉာဏ်ဒီသင်္ကတကိုသာအောင်ပြုသင်္ကတကိုရှုဖြစ်လိုက်သင်္ကတအနိစ္စဘာလားသင်္ခါရအနိစ္စဘာလားသင်္ခါရနဲ့သင်္ခါရအတူတူပဲသင်္ခါရအနိစ္စဘာလားသင်္ခါရအနိစ္စဘာလားလို့ရှုနေတာဥပဒနာဉာဏ်လို့မှတ်ပါဥပဒနာဉာဏ်နဲ့ဆုံးပါပြီလို့ဆိုလို့ရှိရင်ဖြင့်အသင်္ကတကိုတွေ့ရမယ်အသင်္ကတဆိုတာနိဗ္ဗာန်သဘောကျအသင်္ကတဆိုနိဗ္ဗာန်တွေ့ရမယ်တဲ့ဘာကြောင့်တွေ့ရမလို့ဆိုတော့သင်္ကတနဲ့ကလွတ်သွားဖို့ဒါဖြင့်ခင်ဗျားတို့ဥပဒနာဆုံးသည်ဘယ်ကြမှာဆုံးမှာတော့ဆိုတော့သင်္ကတကုံလို့ရှိရင်သင်္ကတရှုเสียကုံတဲ့ဉာဏ်ပေါ်လာလို့ရှိရင်ဆုံးပြီးတော့အောင်သင်္ကတရှုเสียဉာဏ်ကုံပွားမယ်ဆိုလို့ရှိရင်တဲ့အသင်္ကတကိုအာယုံပြုတဲ့ဉာဏ်ပဲလာတော့မယ်ဆိုတာသိချပါတယ်သဘောကျဆံပြားပြီးဥပဒနာရှုနေတယ်ကြိုက်ဘယ်တော့မှဆုံးမှာတော့ဟာကိလေသာမချလို့ရှိရင်ဒကာဓမ္မတို့သင်္ကတမြင်ပြီးသင်္ကတနယ်ကထွက်သွားတဲ့ဉာဏ်လာလို့ရှိရင်ဆုံးပေါ်သင်္ကတနယ်ကထွက်သွားတဲ့ဉာဏ်လာရင်ဆုံးပါလေဆုံးပြီတဲ့အခုသင်္ကတနယ်ကထွက်တဲ့ဉာဏ်လာမှလည်းဆုံးတာဘူးနဲ့ဒါဖြင့်သူတို့ကနိဗ္ဗာန်ဒီကားလို့ဆိုရင်ဘယ်မှာနေတုံးဆိုတော့အသင်္ကတမှာရှိသူတို့ကဘယ်ထဲနေတုံးသင်္ကတနယ်ထဲမှာနေတယ်ဆိုတော့ဩနိဗ္ဗာန်ဆိုတာဒကာဓမ္မတို့သင်္ကတထဲမှာနိဗ္ဗာန်ရှာလို့မရဘူးသဘောကျသင်္ကတထဲမှာအဲ့ဒီထဲမှာတွေ့တဲ့နိဗ္ဗာန်ဆိုရင်ဒိဋ္ဌိနိဗ္ဗာန်ကမှားဒီထဲမှာသင်္ကတထဲမှာစားလို့ကောင်းနေလို့ကောင်းထိုင်လို့ကောင်းသွားလို့ကောင်းတရင်ကချမ်းသာတဲ့ဥစ္စာနိဗ္ဗာန်ယူလို့ရှိရင်ဒါဒိဋ္ဌိမြတ်ယူတဲ့နိဗ္ဗာန်မှန်ပါဗျာဘောပါသင်္ခေနိဗ္ဗာန်အစစ်ကတော့ဖြင့်သင်္ကတနယ်ကထွက်တဲ့ဉာဏ်လာမှနိဗ္ဗာန်တွေ့ဒါဖြင့်နိဗ္ဗာန်သွားခြင်းဟင်းဘယ်လမ်းကထွက်ရမှာတုံးလို့မေးလို့ရှိရင်သင်္ကတနယ်ကထွက်ရမယ်နိဗ္ဗာန်ထွက်လမ်းဘယ်ကထွက်ရဒါဖြင့်သင်္ကတထဲမှာမသိသေးတဲ့ပုဂ္ဂိုလ်များဥဒ္ဒနိုင်ဘယ်နဲ့လို့ထွက်ပေါက်ကိုရှာဘယ်နဲ့ဆိုကြထွက်ပေါက်ရှာသင်္ကတတောင်သူမသိသေးပဲသင်္ကတမှမသိသေးဘူးဆိုတော့ဖြစ်ပေါ်တာသင်္ကတစိတ္တအိဋ္ဌဓမ္မမတွေ့သေးတဲ့ပုဂ္ဂိုလ်ကြတော့သူနိဗ္ဗာန်ရောက်လိမ့်မယ်လို့ဘယ်လိုခေါ်ကြခေါ်ကြအကြောင်းမရှိဘူးဆိုတာသိကြပါလားဒါဖြင့်ခင်ဗျားတို့ရှင်းဥစွာအကံပုထုဇဉ်မှအမြင်ပုထုဇဉ်ဖြစ်အောင်လုပ်ပါဦးသဘောကျအကံပုထုဇဉ်မှအမြင်ပုထုဇဉ်ဖြစ်အောင်လုပ်ပါဦးတဲ့အမြင်ပုထုဇဉ်လုပ်ပြီးဒီရှားမဲ့မှာတဲ့ဒကာဓမ္မတို့တဲ့အလုံးထင်ရှားတဲ့အရိယာတို့ဤအမြင်ဖြစ်အောင်လုပ်မှမဉဏ်ရမှာအနိဗ္ဗာန်မြင်ရမှာသဘောကျဒါဖြင့်အန္တပုထုဇဉ်ဟုတ်လားကလျာဏပုထုဇဉ်ရှင်းမလားအန္တပုထုဇဉ်ကတော့သင်္ကတကိုမမြင်ဘူးကလျာဏပုထုဇဉ်ကသင်္ကတကိုမြင်တယ်နော်အဲ့တော့ပုထုဇဉ်ဖြစ်မှအရိယာဖြစ်လို့ပြောင်းမြင်တဲ့အခါကျတော့အသင်္ကတကိုမြင်လို့ရှိရင်အရိယာသင်္ကတမြင်လို့ရှိရင်ကလျာဏပုထုဇဉ်သင်္ကတတောင်မတွေ့သေးအန္တပုထုဇဉ်ရွေးရပလားသင်္ကတမှမမြင်သေးရင်သင်္ကတမြင်သင်္ကတတွေကထွက်တဲ့အမြင်ကိုမြင်လို့ရှိရင်ဖြင့်အရိယာမြင်သဘောပါအဲ့ဒီလိုခင်ဗျားတို့ဒါပုရိသင်ကိုဒီတိုင်းတည့်ရမယ်ဆိုတဲ့ဥစ္စာအန္တာလို့ဆိုတာကဘယ်နဲ့ကြောင့်အန္တာလို့ကန်းတယ်လို့ဆိုရပါလိမ့်မလို့ဆိုတော့သူကလျာဏနဲ့မိတ္တနဲ့မတွေ့သေးဘူးဘယ်သူဖြစ်ဖြစ်ကန်းတာပဲရှင်းကြကလျာဏမိတ္တနဲ့မတွေ့သေးကန်းတာကြီးပဲကန်းနေလို့ရှိရင်ကလျာဏမိတ္တခொနကဖြစ်ဖြစ်ပြရတဲ့ရှားလိုက်တော့အန္တကကလျာဏသွားဖြစ်ဒါကအန္တကလျာဏသွားဖြစ်တယ်ဆိုတော့စဉ်းစားကြည့်ပါတဲ့ခင်ဗျားတို့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကသူတို့သိသိရှိတပည့်အန္တပဲအဲ့ဒီတော့နောက်ကြတော့အသတိနဲ့တွေ့တော့ကိုဒကာဓမ္မတို့ကလျာဏပဲသွားမသွားဘူးလားကလျာဏပုရိသေဒါဖြင့်အန္တကပြောင်းလာအန္တကပြောင်းလာတော့အသတိနဲ့တွေ့တဲ့အခါကျတော့ကလျာဏပုရိသေနောက်ကြတော့တွေ့ပြီးသောတာပန်တည်တော့အရိယာမြင်ပုရိသေဖြစ်မှသိမ့်ပြီးအရိယာတွေဖြစ်လို့မရောက်ဘူးလားဒါဖြင့်အန္တပုရိသေကိုဒုလို့လည်းမဆိုနဲ့တိလို့လည်းမဆိုနဲ့ကလျာဏမိတ်ကကင်းနေလို့လားဆိုပါမှန်ပါဗျာရှင်းညဒါဖြင့်
သိမရှားပါဘူးကလျာဏမိတ်တာမတွေ့လို့အန္တဖြစ်နေရတာကလျာဏမိတ်တာနဲ့တွေ့လို့ရှိရင်ဖြင့်ကလျာဏဘုဒ္ဓဇင်ဖြစ်မှာမဖြစ်ပါဘူးဖြစ်ပါအဲ့တော့ဘုရားလည်းကစပြီးချွတ်ရတဲ့ပုဂ္ဂိုလ်တွေအပြင်ဘုံသက်တွေ့တွေ့ဥက္ကဏိကတွေ့တွေ့ဒီတဲ့ဒကာဓမ္မတွေကတွေ့တွေ့အစကအကန့်ကြီးပဲအကန့်ထဲမှာငါအမြင်တယောက်ငါရှင်ငါပဲရှိတယ်လို့သူပြောတာပဲအကန့်ထဲမှာမြင်တဲ့ပုဂ္ဂိုလ်ကတယောက်ဖြစ်ရှိကဲသူပြောတာအကန့်တော်ရဲ့ငါသွားပြီးကြတယ်စီတီးအောင်မယ်မပြောဘူးလားအကန့်တော်ရဲ့သွားပြီးကတရားစီရင်ငါတိုက်ပြီးညီအောင်တီးရလေဦးမကွာဆိုတာသူကိုယ်တိုင်လေချာပြောတာမပြောဘူးလားပြောပါဒါဖြင့်အန္တဘုဒ္ဓဇင်ဆိုတဲ့အတိုင်းအာဒါရီယာအဟိပုဂ္ဂိုလ်တွေတွေ့ပုဂ္ဂိုလ်တွေဒီလိုမယူလိုက်နဲ့ကလျာဏမိတ်တမတွေ့ခင်ဖြစ်တယ်တွေ့ရင်လည်းဒီပိုင်းတွေပါဖြစ်သွားအန္တရီကလျာဏဖြစ်တယ်ကလျာဏကကလျာဏအတိုင်းကျိုးစားသွားလို့ရှင်းတယ်တဲ့ဓမ္မတို့အရိယာမြင်ဖြစ်သွားဒါဖြင့်ပုဂ္ဂိုလ်ကိုလည်းကိုဝိသိကိစ္စမလာပါနဲ့မတွေ့ခင်ဖြစ်တဲ့အဖြစ်ဆိုတာမှတ်ပါရှင်းမလားကဲယနေ့ဒီရင်တော့ပါ